ရုပ်ရှင်ကတကကျွန်တော်ရင်တထိတ်လေးနဲ့ကြောချမ်းအောင်လုပ်နိုင်ခဲ့မယ်လို့ဘသူကထင်ပါလဲဟုတ်ပြီဒါဆိုကျွန်တော်ကိုအခုလိုခန်းစားချက်မျိုးဖြစ်အောင်လုပ်ခဲ့တဲ့ movie လေးအကြောင်းပြောကြရအောင်ဇာတ်ကားနာမည်ကတော့ Hook'em ဒီဇလန်ဆိုရင် storyline ကို Ireland မှာဇက်ရင်တင်တာရိုက်ကူးထားတဲ့ psychological horror movie ရုပ်ရှင်ဖြစ်ပါတယ်ရိုက်ကူးထားတဲ့ director ကတော့ Damian McCarthy ဖြစ်ပြီးတော့ psychological horror ရိုက်ကူးတဲ့နေရာမှာတော်တယ်လို့ပြောရမယ်သူက2024တုန်းကထွက်ခဲ့တဲ့ Oddity ဆိုတဲ့ horror ကိုလည်းဖန်တီးခဲ့ပါသေးတယ်ဒီ Hook'em မှာဆိုရင် Oddity နဲ့မတူတဲ့တဖန်ဆက်တဲ့ပုံစံနဲ့ရိုက်ကူးထားတာကိုမြင်တွေ့ရပါတယ် Okay ဇလန်ကိုဖော်ဆောင်ပေးမဲ့အဓိကဆက်ဆောင်မင်းထားကတော့Adam Scott ဖြစ်ပြီးတော့ Owen Bowman ဆိုတဲ့စာရေးဆရာအနေနဲ့တရုပ်ဆောင်ထားတယ်။ခင်ဗျားတို့ထင်မှာတော့ဇက်ကောင်ကဥတူလေးပါကွာလို့ထင်သားမှာပေါ့။တကယ်ကျွန်တော်ကြည့်တော့ကျွန်တော်စိတ်ထဲမှာငါကဘာလို့ဒီလိုကောင်မျိုးအားပေးရမှာလဲလို့တွေးမိတယ်။သူ့ရဲ့ပုံစံကတစ်ဖက်ကို respect မရှိတဲ့ပုံစံမျိုးလို့ကျွန်တော်လည်းမထင်သားခဲ့ဘူး။ဒါပေမဲ့ဇလန်ကတဖြည်းဖြည်းအချိန်ရလာတော့ဒီလို respect မရှိရတဲ့အကြောင်းရင်းတွေကသူ့မှာအတိတ်ကရှိခဲ့တဲ့စိတ်တန်ရာတွေအိမ်မက်ဆိုးတွေအကြောင်းဆိုတာကိုကျွန်တော်စပြီးသတိထားမိလာတယ်။ Okay ဇလန်ရဲ့အစပြောဖို့ intro လေးကိုပြောကြရအောင်။ Owen Bowman ကမိဘတွေဆုံးသွားတာတော်တော်ကြာခဲ့ပြီ။တနေ့မှာသူက Ireland က postcard တွေနဲ့ဓာတ်ပုံတွေရှိရဲ့သူ့မိသားစုတက်တာ box လေးတစ်လုံးကိုဖွင့်ကြည့်လိုက်ပါတယ်။ဒါဟာသူ့မိဘတွေ honeymoon သွားခဲ့တဲ့နေရာဖြစ်ပြီးသူ့အနားမှာလည်းမိဘနှစ်ယောက်စလုံးရဲ့အယိုးပြကိုတွေ့ရှိရတယ်။ဒီလိုနဲ့ပဲသူကဓာတ်ပုံတွေကသူ့မိဘတွေသွားခဲ့တဲ့ hotel ကိုသွားပြီးမိဘတွေရဲ့အယိုးပြကို hotel နား Red Root တစ်ပင်ကြီးအောက်မှာတုံဖို့ဆုံးဖြတ်လိုက်တယ်။ hotel ရောက်တော့အဖိုးကြီးတယောက်ကကလေးတွေကိုဒေတာကန်စုံမကြီးအကြောင်းပုံမြင်နဲ့ခြောက်နေတာကိုတွေ့ရှိရပါတယ်။အဲ့ဒီစုံမကြီးကခီးသွားတွေကိုပြူစားပြီးတော့ခြေချင်းခက်ကငဲပြီကိုလိုက်ပြလေးရှိတယ်လို့သူကပြောတယ်။ဒါကဒီဇလန်ရဲ့အရေးကြီးဆုံးအချက်ပါ။နောက်ပြီးတော့ကလေးတွေကိုခြောက်လိုက်တဲ့အဖိုးကြီးကလည်းဟိုတယ်ရဲ့ပိုင်ရှင်ဖြစ်နေပါတယ်။ဟိုတယ်ဝန်ထမ်းဖြစ်တဲ့ Fiona ဆိုတဲ့အမျိုးသမီးကတော့အပေါ်ဆုံးထက်က honeymoon suite ခံကတဲချောက်တယ်ဆိုတာကိုယုံကြည်နေပါတယ်။ဟိုတယ်ပိုင်ရှင်အဖိုးကြီးပြောရတဲ့လောက်စုံမကိုအတွင်းထဲမှာထောင်ချောက်ဆင်ဖမ်းပြီးတော့တောက်ပိတ်ထားတာပါတဲ့။သူမလည်းအဲ့အခန်းတော်ရရင်အထဲကိုဝင်ကြည့်နေတယ်လို့ခွင့်တောင်းခဲ့ပေမဲ့ဘယ်တော့မှခွင့်မပြုခဲ့ပါဘူး။ဒီလိုနဲ့မင်းသားက Fiona နဲ့စကားဆက်ရင်တိလာရတာကစုံမနဲ့တွေ့လို့စုံမကလိုက်ဖမ်းရင်ကိုကာကွယ်ဖို့မြေဖြူနဲ့စက်ဝိုင်းအမြန်ဆွဲရမယ်ဆိုတာပါပဲ။ဇလန်ကတဝက်လောက်မှပဲစပြီးစိတ်ဝင်စားဖို့ကောင်းလာတာဗျ။ဖြစ်ရတစ်ခုကပိုကြီးမှတဲ့ဖြစ်ရတစ်ခုဥတီသွားပြီးအဲ့ဒီဖြစ်ရကြီးကနေတဆင့်ရုပ်ရှင်ရဲ့ဒုတိယပိုင်းတစ်ခုလုံးခြောက်ချားစရာကောင်းတဲ့နေရာတစ်ခုထဲမှာပဲပိတ်လောင်သွားခဲ့တယ်။ကျွန်တော်အရန်ကြောက်ဖို့ကောင်းပါတယ်ဆိုတဲ့စကားကိုလွယ်လွယ်နဲ့မသုံးဒီစကားကကြောချမှုကောင်းတဲ့အခိုက်အတန့်တွေဆိုတာထက်ဇလန်ရဲ့တင်ဆက်ပုံကောင်းလို့ပိုကြိုက်တာပါ။ဒီကကျွန်တော်တို့ငယ်စဉ်ဘဝကြည့်ခဲ့ရတဲ့2000ခုကထွက်ခဲ့တဲ့ Hotnamet 1408ဆိုတဲ့စကားကိုလည်းအမှတ်ရစေတယ်ဗျ။ပြီးတော့ဒီ movie ရဲ့အားနည်းတဲ့အချက်လေးတွေလည်းရှိတယ်။အားနည်းတဲ့အချက်လေးတွေကြတော့ဒီ psychological horror ဆိုပေမဲ့သူကjump scare တွေနည်းနည်းလေးထည့်တာများသွားတဲ့ထဲမှာတော့ပါတယ်ပြီးတော့ဇာတ်ကားကလည်းနည်းနည်းလေး video game ဆန်တယ်ဥပမာဗျာ horror game ဆော့ရတယ်လို့မျိုးလွတ်မြောက်ဖို့ပစ္စည်းတွေ crack ရတယ်အဲ့လိုမျိုးရှာရတဲ့ပုံစံမျိုးသွားတယ်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးအချက်ကတော့ဒီ character changes ဖြစ်တာကိုအကြိုက်ဆုံးပါ movie တစ်ပုတ်တည်းနဲ့ character changes ဖြစ်တာကိုကောင်းကောင်းလေးရိုက်ပြသွားနိုင်တာကိုကျွန်တော်တော်တော်လေးသဘောကျတယ်ခင်ဗျားတို့ Hook'em ကိုကြည့်ဘူးလိုက်လားမကြည့်ရသေးရင်အခုပဲသွားကြည့်လိုက်တော့ဗျ